တို့ပေးတာနော်ဒါပေမဲ့နည်းနည်းလွန်လာပြီဗျဒီကောင်နည်းလွန်လာပြီဒီကောင်လူဘာမှမဆိုင်ဖဲနဲ့သူကကျွန်တော်ဗီဒီယိုယူတင်တယ်သူအဖေဝင်ခေါ်ချိန်ကျမှသူဖုန်းနံပါတ်တင်တယ်နော်ဒီကောင်ဟိုနည်းလွန်နေလို့နည်းနည်းဒီကောင်တော့ဖြုတ်ရမယ်နော်ကြည့်နေဒီကောင်နဲ့လွန်လာထပ်လုံမှာနော်အဖေဝင်လို့ရသေးလားကိုလင်းအဖေဝင်လို့ရသေးလားမလို့နဲ့အဖေဝင်ပိတ်သွားပါပြီအဲဒါကြောင့်အကြောင်းမျိုးမျိုးကြောင့်အဖေဝင်နိုင်တဲ့သူတွေနေတိုက်သမားတွေကိုကျွန်တော်မိတ်ဆွေတို့ကျွန်တော်အခုကဏ္ဍပေးမယ်စာရိုးပတ်တီ free ပတ်တီပေးမယ်ကဲစမယ်ကျွန်တော်9000ပြည့်ပြီ live နဲ့10မိနစ်မဟုတ်17မိနစ်ကိုကြည့်ရှုသူက9000ကျော်သွားပြီကျေးဇူးတင်တယ်နော်ကြာမလွင့်တော့ခဏလေးပဲလွှင့်မယ်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ပါသေးပေါ့မနေ့မင်္ဂလာရှိတဲ့ညနေခင်းကိုပိုင်ဆိုင်ကြပါသေးကဲအားလုံးပဲဒုတိယမှာ Starlink ဆိုတဲ့ YouTube channel ကနေပြီးတော့ကိုယ်မှအားလုံးပြန်လည်ပြီးတော့နှွေးထွေးစွာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါကဲအားလုံးပဲဒုတိယမှာ Starlink ဆိုတဲ့ YouTube channel ကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပြီးသားကိုရီမာတွေကလည်းဒီဗီဒီယိုလေးကို 2D နဲ့ပတ်သက်တဲ့နေရာမှာ share လို့ရနာမှာ share ပေးမျှဝေလို့ရနာမျှဝေပေးကိုလင်းကိုချစ်တယ်ကိုလင်းကိုအားပေးတယ်ဆိုရင်တော့လက်မလေးတယောက်ချက်စီနှိပ်ပေးထားပါနော်လက်မထားမှာကော်မလေးတွေအသေးလေးတွေပေးလို့ရတယ်ဟုတ်ပြီလားကဲကျွန်တော်စမယ်ဗျာနော်ကဲကျွန်တော်တနေ့ညနေ4နာရီခွဲဟိုနေ့တိုင်းလေးကနန်းမပြောခင်မိတ်ဆွေတို့ကျွန်တော်အခုအကြောင်းမျိုးမျိုးကြောင့်အဖေဝင်လိုက်တဲ့သူတွေနေ့တိုင်းသမားတွေကိုကျွန်တော်ဇာဒိုးအနေနဲ့ free ပတ်သီးတစ်လုံးပေးမယ်ဗုဒ္ဓဦးမကျော်အဲ့ဒါလေးကတော့3ညပတ်သီးဖြစ်ပါတယ်နော်ဗုဒ္ဓဦးမကျော် free ပတ်သီးဇာတိုးပတ်သီး3ညဖြစ်ပါတယ်ကျန်တဲ့သူယူကစားပါမကြရင်မကစားနဲ့အိမ်မှာရှိတဲ့ဖုန်းအကုန်လုံးနဲ့အသေးပေးထားတယ်ကျေးဇူးတင်ပါတယ်နော် free ပတ်သီးဗုဒ္ဓဦးမကျော်အကြောင်းမျိုးမျိုးကြောင့်ဖွဲ့ဝင်လိုက်တဲ့သူတွေနေလိုက်သမားတွေကျွန်တော်ချစ်သောမိတ်ဆွေတွေ9ရက်သားသမီးတွေအတွက်ကိုကျွန်တော်ကဇာတိုးအနေနဲ့ဗုဒ္ဓဦးမကျော် free အနေနဲ့ free ပတ်သီးဇာတိုး3ညတစ်လုံးဖြစ်ပါတယ်ဟုတ်ပြီလား3ညတစ်လုံးနော်3ညတစ်လုံးဖြစ်ပါတယ်ကဲဒါတော့ free ပတ်သီးပေါ့ဗျာနော်ကဲအဲ့ဒါပြီးကျွန်တော်နေတိုင်းလေးသွားမယ်ဗျာဒီတိုင်းတိုင်းညနေ4နာရီခွဲကိုကျွန်တော်ကိုင်ဝန်းကျင်ကဒီညနေကို16ပဲဗျာရှုပ်လို့နော်ရှုပ်လို့16ပဲဒီညနေဒိတ်ကဘာလဲဆိုတော့ဒီနေ့က12ရက်နေ့12ရက်တလပိုင်းနော်12ရက်တလပိုင်း2026နော်12ရက်တလပိုင်း12ရက်တလပိုင်း2026တနင်္လာနေ့ညနေ4နာရီခွဲအတွက်နေ့တိုင်းဝမ်းချင်းကလည်းဒီညနေကို16ပဲကိုင်နေဗျာနော်16မှာကျွန်တော်ကိုလင်းကကနန်းနဲ့ညကနန်းနဲ့တူတယ်တင်ခွက်တော့မတူဘူးနော်ကဲကျွန်တော်အကြိုက်တင်းနဲ့ပတ်သက်တဲ့ကနန်းကညကနန်းနဲ့တူတူပဲ6နဲ့ပတ်သက်တဲ့ကနန်းညကနန်းနဲ့တူတူပဲမိန်းတင်ခွက်တော့မတူဘူးညမိန်းတင်ခွက်နဲ့တော့မတူဘူးနော်အဲဒါကြောင့်တင်းနဲ့ပတ်သက်တဲ့ကနန်းပြောပါဆိုကိုလင်းရေကျွန်တော်ကတော့ကြိုက်တာကတော့ညလိုပဲ10 14 15 1ခွန်အဲ့မှာ10နဲ့15အရန်ကောင်းအရန်ကြနော်တင်းနဲ့ပတ်သက်လာရင်ကိုလင်းရေဘာကြိုက်လဲဆိုရင်ကျွန်တော်က10 14 15 1ခွန်အဲ့မှာ10နဲ့15အရန်ကြအရန်ကောင်းနော်10နဲ့15